ဒါလည်းတူတူပဲเนาะဒီမှာဒီမှန်းလာထိုးတာတွေဟာဟိုဒီလောက်ကိုမှန်းပြီးတော့ထိုးထားတာเนาะထိုးပြီးလို့ရှိရင်တူတူပဲဒီဟာကိုလေးမဖြတ်နိုင်အောင်เนาะမဖြတ်နိုင်အောင်မဖြတ်သေးပဲနဲ့ဒီဘက်ကိုအရင်တွဲမယ်အဆင်ပြေလို့ဒီဘက်ကတွဲလေးဖြစ်တယ်ဒီဘက်ကတွဲလေးဖြစ်တယ်เนาะအဆင်ပြေတဲ့ဘက်ကတွဲစတွဲလို့ရှိရင်ဒီမှာလေစပြီးတော့ဒီ level white ကိုလို့တော့ဒီမှာနှစ်ခုချန်ခဲ့เนาะနှစ်ခုချန်ခဲ့တာကိုဒီဘက်တစ်ခုကနေပြီးတော့စပြီးတော့တွဲမယ်เนาะဒီဟာကိုတစ်ခါလေးဒီအတွင်းထဲကိုတိတ်သွားမယ်เนาะဒီလိုမျိုးဒီအလိုက်တင်လေးဒီလိုမျိုးတွဲလာခဲ့မှာเนาะပုံမှန်တိုင်းဒီလိုဒီဘက်အစွန်ရောက်လို့ရှင်လဲဒီမှာဒီဟိုပြီးလို့ရှင်ဒီလိုပြန်ချိန်လိုက်ပြန်ရပြီเนาะဒီမျိုးတွေတွဲလာခဲ့ပြီပါထိုးလာခဲ့ပြီးတော့ဒီညာရောက်လို့ရှိရင်တစ်ချက်ပြပြီမို့เนาะဒီမှာကတိပဲရပြီကတိပဲရပြီဆိုတော့ဒီချီကိုဖြတ်လိုက်တော့မယ်เนาะချီကိုဖြတ်လိုက်ပါတော့မယ်ဆိုလို့ရှိရင်ဒါကိုဒီလိုတွဲမှာနော်ဒီလိုတွဲမှာဆိုတော့ဒီဘက်နှစ်ခုကိုဒီဘက်ထိတ်နဲ့ဒီဘက်ထိတ်နဲ့ကိုဒီလိုပြန်တွဲမယ်နော်ဒီဘက်နဲ့ကိုဒီလိုပြန်တွဲမယ်ဒီချီကိုဒီတော့တခါတည်းအစားပြောက်ပြီးထည့်လိုက်မယ်နော်အဲ့ဒါဆိုရင်ဒီလိုဒီဘက်ထိတ်နဲ့ဒီဘက်ချန်နယ်ကိုတွဲဒါဆိုရပြီချီစားကိုတခါလေပိန်သွားမယ်နော်ဒါဆိုလို့ရှိရင်အထက်လေးကပြီးသွားပြီပေါ့နော်